ကဲမနက်ခင်းနေရောင်ကိုခံပြီးတော့ချမောင်ရွက်ထွင်မယ်ဒါ3စီ1000နဲ့ဒီနေ့နည်းနည်းဈေးသက်တာတယ်ကျမအမေစားခြင်းမလားလို့ချမောင်ပြူလေး2စီးပါဝယ်လာချမောင်ပြူကတက်ထွင်မယ်ချမောင်ကြီးအရင်ထွင်လိုက်မယ်ချမောင်ရွက်ကိုတခါတလေမနက်အစားခံဘာလို့အောင်မသိလို့ရှင်ချမောင်ရွက်ကြော်လေးနဲ့ပဲပြုတ်ကလေးနဲ့โอเคဟိုစကားဖြတ်လို့ကျမရဲ့တမဘလော့ကွက်တာကိုနှေးဝီးရလက်ဆောင်ပေးဟာဒီနေ့ချမောင်ရွက်ကလေးကိုပစွန်စိတ်ကလေးနဲ့ကြော်မယ်ကြော်ဖို့ချမောင်ရွက်ဆိုလို့ရှင်နည်းနည်းလေးအရွက်ရင်းတာလေးဝဲမှကျမတို့ကစားနဲ့ညှက်လိုက်တဲ့အခါကျတော့အတော်ပဲအပင်ပေါက်အရန်အပင်ပေါက်တွေဆိုလို့ရှင်ဒီထက်ပိုနုတဲ့အပင်ပေါက်တွေဆိုရင်စားနဲ့နေပြဲကုန်တော့လေဒီထက်ပိုရင်းနေအချင်းများလို့ဒီလောက်အစင်လေးဆိုကျမတို့ကကြိုက်တယ်ဒီနားမှာထိုင်ပြီးတော့ထွင်စရာရှိရာတွေထွင်လိုက်တော့အနောက်ကနေရောင်ကြီးရဲ့နေရောင်ကြီးကိုလည်းကျွန်မခံပြီးသားဖြစ်တာပေါ့နော်တစ်ချက်ခုတ်နှစ်ချက်ပြက်ကျွန်မတော့အဲ့လိုပဲကျွန်မလက်တွေဆွဲချလိုက်ပြီးတော့တရွယ်ချင်းစီလိုက်မထွင်နေတော့ပြီးတော့မှနောက်ဆုံးပိတ်ကြတော့မှနည်းနည်းအယိုးပါတာလေးတွေနည်းနည်းလေးလိုက်ထွင်လိုက်တာဘာရရမင်းရဲ့တန်လေးနောက်ပြီးတော့မှမင်္ဂလာဆောင်ရှိတော့လေအတန်ချက်ဆက်ဖွင့်နေတော့အချင်းလေးကြားနေတထဆုံးပေါ်မင်းနာမှာပဲဟွာလေဆိုတော့လေထူးရလင်းနဲ့မိမိကဲငါတွေ့ငွေလာမင်းလေအမြဲဘယ်လိုမှစားထိုးမရနိုင်ဘူးဟာအမြဲလိုရမင်းပဲဒီကြတဲ့ငါရဲ့အဲ့အချင်းလေဒီကြတဲ့ငါရဲ့ကြော်တော့မြင်ငပိတွေမထည့်ဘူးဘာလို့လဲဆိုတော့အိမ်မှာလူကြီးတွေစားများတာဆိုတော့မြင်ငပိတွေရေချိုငပိတွေတိတ်မထည့်ဘူးဒါပေမဲ့လေကျမတို့အဖိုးကကျမတို့ငငယ်တုန်းကသူကမြက်ကန်တာဆိုတော့ဒီတိုက်ကြီးပဲလေတိုက်ကြီးတော်လက်တက်အဲ့ဒီဘက်ကဆိုတော့ကျမအဖိုးကရေချိုငပိကြိုက်တယ်ကျမတို့ငငယ်တုန်းကတော့ဖိုးတို့တိုက်ကြီးမြို့သွားလဲပြီဆိုလို့ရှိရင်အဖိုးကတော့ဟာပေါ့ရေချိုငပိထည့်ကြော်ရေချိုငပိဆိုတော့ငပိရေပေါ့ငပိအဖြူတဲ့ပေါ့မယုတ်သီးမို့မပါဘဲနဲ့ငပိရေထည့်ကြော်ကောင်းတယ်ဒီနောက်ပိုင်းတော့ကျမတို့အဲ့လိုရေချိုငပိညင်ငပိစားတာရင်းနဲ့ရှော့လိုက်တယ်အိမ်မှာဟိုလူကြီးတွေမှာသွေးတိုးစီးကြိုသွေးကြိုမရှိဘူးနဲ့မဖြစ်ခင်ကြိုးကာကိုတဲ့သဘောလူကြီးတွေကိုချက်ပေးနေကျမလည်းအဲ့ဒါလေးတစ်ခါလေးရှောင်ပြီးသားဖြစ်သွားတော့